ဒါကြတော့ဘေယွန်တန်ပေါ်ပါ area တော်တော်ကျယ်တယ်လူထုတော်တော်များများတွေဟာဒီဦးခေါင်းမိုင်းမရှိကြတော့ဘူးပေါ့နော်အရန်ပျက်စီးရွရွနေကြပြီဆိုင်မုတ်တွေမှာဆိုရင်သူတို့ဒီအနုစိတ်လက်ရာတွေကိုမကန်ခိုင်းတာပေါ့နော်ပျက်စီးရွနေတော့မှဆိုလို့နေရာတိုင်းမှာတော့လမ်းညွှန်နေတော့ထားပါတယ်ရှိုးကနေရဒီကကျတော့အနေများသွားပြီပေါ့နော်အဲ့လိုရှောင်းလိုက်ပါတယ်ချို့နေရတယ်စိတ်မချအဲ့လိုတောက်တွေပေါ့နော်အဝင်ရောအဲ့ဒီမှာအကုန်လုံးထားတာကြည့်ကြတော့ပေါ့နော်အရန်ပျက်စီးရွရွနေကြပြီဆိုင်မုတ်တွေမှာဆိုရင်သူတို့ဒီအနုစိတ်လက်ရာတွေကိုမကန်ခိုင်းတာပေါ့နော်ပျက်စီးရွနေတော့မှဆိုလို့နေရာတိုင်းမှာတော့လမ်းညွှန်နေတော့ထားပါတယ်ရှိုးကနေရဒီကကျတော့အနေများသွားပြီပေါ့နော်အဲ့လိုရှောင်းလိုက်ပါတယ်ချို့နေရတယ်စိတ်မချအဲ့လိုတောက်တွေပေါ့နော်အဝင်ရောအဲ့ဒီမှာအကုန်လုံးထားတာဆက်သွားကြည့်လိုက်မှဘာလဲရှိလဲမသိဘူးဟိုးပေါ်ထိတ်ဆုံးမှာဆိုဒါရုပ်ထုကဖျားမျက်နှာတော်ပုံနဲ့ထုထားပါတော့အဲ့လိုမျိုးတော့ဒီကျောင်းဆောင်ဖျားရုပ်ထုကကြာပြုံးနေတဲ့မျက်နှာတော်ပုံလို့ဒါဆိုဖျားမျက်နှာတော်ပဲ့အောင်ပဲ့နေYou can see face clearly on the tower. After they finish installation, and we can go up to third level. Especially you can stand from here, you can see the face of. Podcast.